မနက်ခင်းလင်းအောင်ကြည်တန်းလို့နေတဲ့တနေ့စတာနဲ့လှုပ်ရှားရုန်းကန်နေကြရပါမယ်။ဘဝအတွက်လှုပ်ရှားရုန်းကန်နေကြရပါမယ်။တယောက်နဲ့တယောက်ဖိမကူညီဖို့ကမြန်မာပြည်သူပြည်သားတွေအားလုံးရဲ့ဂျင်းထဲမှာရှိနေပြီးသားပါ။ဦးရီဒူးမြန်မာလည်းအနာဂတ်ရဲ့ကလေးငယ်တွေကိုကူညီဖို့ကြိုးစားရင်းမင်္ဂလာရှိရဲ့ညီလေးတစ်နေ့ကိုပိုင်ဆိုင်ခဲ့ပါတယ်။မိနစ်များပြောလေဦးရီဒူးကများလှုပ်ပေးလေအစီအစဉ်ကနေအခုလိုအနာဂတ်ကလေးငယ်တွေအတွက်ပညာပါရမီဘုန်းတော်ကြီးတင်ပညာရေးကျောင်းမှာမြန်မာငွေကျပ်300ကိုလှူဒါန်းနိုင်ခဲ့တဲ့အတွက်အရန်ကိုဝမ်းသာပီတိဖြစ်မိပါတယ်။ရီဒူးကုမ္ပဏီရဲ့အခုလိုကျမတို့ဒေသခံကလေးတွေရဲ့ပညာရေးကိုတစ်ဖက်တစ်လမ်းကပါဝင်ကူညီပြီးတော့ကူညီပေးတဲ့အတွက်အများကြီးဝမ်းသာပါတယ်။အောင်တပြေဘုန်းတော်ကြီးတင်ပညာရေးကျောင်းမှာလည်းကလေးတွေရဲ့ပညာရေးအတွက်ကျပ်300ထပ်မံကူညီရေးကလေးတွေနဲ့အတူတူပျော်ရွှင်ရွှင်အချိန်တွေကုန်ဆုံးခဲ့ကြပါတယ်။ဒီလိုကြိုးစားနိုင်လို့ရတယ်။အော်ရီဒူးကလာလို့ပေးတယ်။ချစ်စုတယ်ပါ။အနာဂတ်ကလေးငယ်တွေအစဉ်ဖြစ်ဖြစ်နဲ့ပညာသင်ကြားနိုင်ပြီးလူနေမှုဘဝတိုးတက်ကောင်းမွန်လာဖို့ဦးရီဒူးနဲ့အတူတူဝိုင်းဝန်းကူညီလိုက်ရအောင်။